ပါရှင်ဒီချက်စဉ်ပေးကကြိုဆိုပါတယ်ရှင်ဒီချက်တို့ဒီနေ့ကတော့ test အကြောင်းဒီချက်တို့တူတူလေ့လာကြည့်အောင် tense နဲ့ဒီ test တဲမှာဒီချက်က present simple tense အကြောင်းလို့ဒီချက်တို့တူတူလေ့လာတယ် present simple tense ဒီချက်တို့ပြောကြမယ်ဒီ tense ကိုလေဒီချက်ဒီအပြာရောင်စာကိုထည့်ရပါတော့ဒီချက်ရ formula လေးရဲ့ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဒီချက်ရဲ့ formula လေးကအကုန်လုံးသုံးလို့မရဘူးဟုတ်တယ်နည်းနည်းချင့်ချိန်ပြီးတော့သုံးပေးရ tense ကနည်းနည်းခြေပြတ်နေဒီချက်ပြောမယ်အခုဒီမှာ tense မှာ present simple tense မှာဒီချက်ပြောထားတယ် present simple tense ဆိုပြောတာနဲ့ဒီချက်သူ့ရဲ့ပုံသင်ကြီးက verb အနည်းများရှိတယ် verb များရှိရဲ့ verb နည်းရှိရဲ့ verb နည်းက ses ပေါင်းမယ် verb များဘာမပါဘူးဒီတိုင်းပဲပြန်နေတယ်ဒါ verb အများလို့ခေါ်တယ်ဒါ verb အနည်းလို့ခေါ်တယ် okay ဒါလောက်ဆိုသိသွားပြီဆိုရင်သူ့ကို present simple tense ဒီဒါအမြဲတမ်းသူကပြစ္ဆုတ်ပံကာလပေါ့နော်ရိုးပြစ္ဆုတ်ပံကာလ okay ဒါဆိုရင်အမြဲတမ်းဖြစ်နေအမြဲတမ်းမှန်ကန်နေဖြစ်ရတဲ့တဘာဝတရားမကြာခဏလုပ်လို့ရှိရကိစ္စတွေအကျင့်စရိုက်တွေအလေးအထားတွေပုံမှန်ဖြစ်နေကြလုပ်နေကြအလုပ်တွေကိုအဲ့ဒါကို present simple tense လို့ခေါ်တယ်ဒီချေတို့ကအခုပြောတဲ့တဲဝင်စားတွေမပါဘူးဆိုရင်အခုခုနပြောရနော်မြန်မာလူတွေပြန်ပြီးတွေးရမယ်အခုပြောတဲ့စာပါလေ always sometime often usually every daily weekly regularly generally on Sunday never twice a day every day every month ပါပြီဆိုတော့ for one အနေများသုံးတယ်ချက်တာ verb form မှာချက်သင်ပေးနေကြ okay ဒါပေမဲ့ဒီချက်ဒီမှာတစ်ခုပြောမယ်အဲ့ဒါတွေမပါဘဲနဲ့တချို့က present simple tense နဲ့သုံးကြတယ်ဘယ်အချိန်မှာ present simple tense နဲ့သုံးလဲဒီချက်ခဏပြောတယ်နေကအရှိရမှထွက်ပြီးတော့အနောက်ရက်ကိုဝင်တယ်ဒါအမြဲတမ်းမှန်ကန်တဲ့ဖြစ်ရအဲ့ဒါကို present simple tense လို့ခေါ်တယ် okay ဒါဆိုရင်အဲ့ဒါကအမြဲတမ်းမှန်ကန်တဲ့ဖြစ်ရပြီးတော့တဘာဝတရားမကြာခဏလောက်လေးရှိရဲ့ကိစ္စဒီချက်ပြရနော်အရေးကြီးရဲ့နှစ်ချက်ရှိပြီအကျင့်စရိုက်ဒီအလေးထားပုံမှန်ဖြစ်နေကြလုပ်နေကြအလုပ်ဒီတောက်ပနဲ့ချက်လေးပြန်ပြောမယ်ဒီချက်ဒီမှာလေဒီ video file နည်းနည်းလေးရှည်သွားလိမ့်မယ်ဒီချာကြည့်မယ်ဒါအမြဲတမ်းမှန်ကန်တဲ့ဖြစ်ရဒီဒါ present simple တိုင်းနော်အရေးကြီးရဲ့နံပါတ်1ကတဘာဝတရားမကြာခဏတဘာဝတရားမကြာခဏလှုပ်လေးရှိတဲ့ကိစ္စတွေနံပါတ်3ဘာဖြစ်မလဲအကျင့်စရိုက်တွေနံပါတ်4ဘာဖြစ်မလဲအလေးအထားတွေနံပါတ်5ဘာဖြစ်မလဲပုံမှန်လုပ်နေကြဖြစ်နေကြအလုပ်တွေအဲ့ဒါအားလုံးက ဒါဆိုရင်ဒီချက်တို့သိရမှာက present simple tense ကအမြဲတမ်းမှန်ကန်တဲ့ဖြစ်ရပ်တွေတဘာဝတရားမကြာခဏလုပ်လို့ရှိရဲ့ကိစ္စတွေအချင်းစရိုက်တွေအလေးအထားတွေပုံမှန်လုပ်နေကြဖြစ်နေကြအလုပ်တွေပါပြီဆိုရင် present simple tense နောက်ထပ်သဲလွန်စားတွေကခုနဒီချက်ပြောသလိုalways sometime often usually every daily weekly regularly generally on Sunday never twice a day every day every month ပါရင်တော့ for one အနေများလို့ပြောတယ်Okay, the present simple tense မှာဒီချာ၄မျိုးလုပ်ပေးထားတယ် positive form ပြီးတော့နံပါတ်2 negative form နံပါတ်3 tag question နံပါတ်4သူက question နံပါတ်3 question နံပါတ်4 tag question ဆိုပြီးခွဲပေးထားတယ်ဒါဆိုဒီချက်ကအရင်ဆုံးနံပါတ်1 positive form လေး၃ကြောင်းလုပ်ပေးမယ်ချက်ကနေရိုက် video file လေးတင်ပေးမယ်ချက် video file လေးလေ့လာခြင်းနဲ့ tense ကပါလဲဆိုတော့တော်များသိသွားလိမ့်မယ်ကိုက grammar ကျွမ်းကျင်နေဆိုရင် verb တစ်ခုတည်းနဲ့သုံးလို့မရဘူးverb တစ်ခုတည်းနဲ့သုံးလို့မရဘူး verb နဲ့ tense နဲ့ပါဒါဆိုပြည့်စုံတဲ့ word ဖြစ်တယ်စားတယ်ဘယ်အချိန်ကစားတယ်ဥပမာစားတယ်ဘယ်အချိန်ကစားတယ်မနေ့ကစားရလားမနေ့ပြန်မှစားမှာအခုစားနေရလားလွန်ခဲ့တဲ့တစ်ပတ်ကစားရလားအဲ့ဒါက tense တွေမျိုးပြောတာကစားတယ်မင်းဘယ်အချိန်ကစားရလဲမနေ့ကစားရလားဒီနေ့လားမနေ့ပြန်မှကစားမှာလားလွန်ခဲ့တဲ့တစ်နှစ်ကကစားရလားဘာကိုပြောရလဲအဲ့ဒါကိုပါလေ everybodyဒီချက်လို့ပြောတယ် everybody ဟဲ့ဆိုတာ ਨੇ present simple tense verb 1နဲ့များသုံးတယ် okay verb 1နဲ့များသုံးတော့မယ်ဆိုဒီချက်ရေးတစ်ခုဘာထပ်သိရမလဲ subject နဲ့ subject များဆိုတာသိရမယ်ဒီချက်တို့ကသိရမှာက singular နဲ့ plural ပေါ့အားလုံးကပြောကြတယ်ချက်တော့ subject နဲ့ subject များလို့ပြောမယ် subject နဲ့ကိုကဲဒါဆိုရင်ဘယ်လိုပြောမလဲ he she it subject များတော့ I will you they
I က B ပြီးမှဆိုရင်အနည်းနဲ့သုံးတယ် B ပြီးမှဘာနဲ့သုံးလဲအနည်းနဲ့သုံးတယ် I က B ပြီးမှအနည်းနဲ့သုံးတယ်ဘယ်အချိန်မှလဲ I was ပဲသုံးတယ် I was မသုံးဘူးB ပြီးမှအမေစာ was ဆိုရရှိလေ I am I was အဲ့ဒါပဲသုံးတယ် I က B ပြီးနဲ့ပေါင်းလိုက်ပြီဆိုတော့အနည်းကိန်းဖြစ်သွားတယ်ကိုကအဲ့ချောင်းကိုကသိရဘာကြောင့်ဖြစ်တာလဲ B ပြီးနဲ့ပေါင်းလိုက်လို့ဖြစ်တာတပည့်ရနဲ့ပေါင်းအများပဲ I ကအများကိန်းပဲတွဲမယ် Okay ဒါဆိုစက်ချီရဒီမှာ every ပါတော့ဘဝနဲ့များတော့မယ်ရှိသည် subject နဲတယ် subject နဲတယ်အုပ်စုထဲမှာပါရင် verb လည်းနဲမယ် verb နဲရင် verb မှာပါမယ်ဆိုဒီချက်တို့အဖြေက EAD for သူက subject နဲရင် verb နဲရမလို့ SES ထည့်မယ် subject နဲတော့ EAD SE ဘာကြောင့် S တွေ ES တွေထည့်ရလဲဘာကြောင့် ES မထည့်ဘာကြောင့် S ထည့်ရလဲ grammar level 0မှာအဆင့်ဆင့်တေချာရှင်းပြထားတယ်Okay ဆိုရင်အဲ့ဒီ grammar level 0ကအနည်းငယ်တက်ကမယ်ဒီချက် verb တွေ tense တွေ sound တွေဝယ်ပြီးဆိုတော့ grammar အနည်းငယ်သိမှဒီဟာကိုလေ့လာပေးပါလို့ဒီချက်ကအကြံပေးခြင်း Go I'm black to school by bus အမှလာပြီကျွန်ုပ်ဒီကျောင်းကို bus ကားနဲ့သွားတယ်ပြီးတော့ဒီချက်ပြောတယ်ဒီမှာကျွန်ုပ်ဒီကျောင်းကို bus ကားဖြစ်သွားသည်လို့ပြောတယ်တဲရုံစားမပါဘူးဘယ်လိုလုပ်မလဲဒီချက်ရေဒီချက်ဥဒါမေးထားတဲ့ဒါနော်ဒီချက်လေးအတွက်ကောမမေဖေအတွက်ကောသိချကြည့်ဒါသူဒီဘယ်လိုပြောမလဲအများနဲ့မှန်ကန်နေဖြစ်ရလားတဘာတရားမချက်ခံလို့ရှိရကိစ္စလားမဟုတ်ဘူးအချင်းစက်လည်းမဟုတ်အလေးထားလည်းပုံမှန်လုပ်နေကြလို့သူเจ้าကိုသူဘတ်စကားနဲ့ကျွန်တော်ကเจ้าကိုဘတ်စကားနဲ့သွားတယ်အများလုပ်နေကြအလုပ်မလို့ချက် for one နဲ့သုံးလို့ရတယ် you yes goes သူက subject များရင် sorry subject များရင် verb များတယ် verb များတော့SES မပေါင်းဘူး GO yes မပေါင်းနဲ့နော်ချက် I go to school by bus subject များရင် verb များတယ်ဒါကြောင့်မလို့ SES ပေါင်းစရာမလိုဘူးအပေါ်မှာရေးပေးထားတယ် play he played football with his friend every Saturday ဒီမှာပါလေတဲတော်စား every ပါလေဘာမှပြောစရာမလိုတော့ဘူး for one နဲ့များသုံးပြီ subject နဲ့များခွဲ he က subject နဲ့ subject နဲ့ verb နဲ့မယ် verb နဲ့မယ်ဆိုရင် verb မှာ SES ပေါင်းမယ် play PLAYS play ပြီးသွားပြီဒါလို့ဆိုရင်နားလည်မယ်လို့ခေါ်တယ်ပြီးရင်ဒီချက်ကိုဘာကြောင့် S ဘာကြောင့် ES ပိုင်းမထည့်ရ S SA CH H O ပါပြီဆိုတော့ ES ပါကိုကဖတ်ပြီး S SA CH H O နဲ့ဆုံးပြီဆိုရင်တော့ဘာပေါင်းလဲကိုနဲ့ဆုံးရင် ES ပါကျန်တဲ့ဟာကြီး S ပေါင်းကပြီးသွားပြီလွယ်လေးဒီချက်ကဒီမျိုးသင်ပေးလိုက်တယ်နော်ကျန်တာ S ပါဘယ်လောက်ထိလွယ်လဲဒါနဲ့တော်တော်လေးကိုသိနေပြီ present simple tense ကဒီ၃ကြောင်းနဲ့တော်တော်သိနေပြီဒီမှာတစ်မျိုးရှိရဲ့ဒီမှာတစ်မျိုးရှိရဲ့နှစ်မျိုးဒီမှာ၃မျိုးပေးထားတယ်ဒီမှာ၄မျိုးဒီမှာ၅မျိုးဘယ်လောက်ထိတန်လဲဒါကြောင့်မလို့ဒီချက်ကပြောတယ်ဒီချက်ရဲ့ဒီစာအုပ်တွေက Telegram link video file တွေပေးထားတယ်တေချာလေးလာပါတေချာကြည့်ပါ tense တွေ rewrite တွေ verb form verb form တွေက grammar မှာအရန်ကိုလွယ်ကူပါတယ်အဲ့ဒါခက်ခက်ခဲခဲကြီးနဲ့မိမိကလေးမိမိပေါ့နော်မသိမှန်းတို့ဒီချက်ကအကြံပေးခြင်းတယ်လွယ်ကူနဲ့ဖြတ်တန်းလိုက်တော့ကိုကတပြည့်စာကြီးတက်တဲ့ခါကျရင်ပို့ပြီးတော့ညံဆန်သွားလိုက်ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီချက်တို့နောက်ထပ် video file မှာထပ်ပြီးတော့တွေ့ဆုံအောင်ရှင်